တာချီလေးမျိုးဘေးထောင်စီအနောက်လမ်းမှာရောင်းတဲ့အမကွေးတီကိုဆိုင်ကဘလို့အရသာရှိလဲစားလို့ကောင်းရလားဆိုတာသိရဖို့တကယ်ချင်းအားလုံးကိုဟိမျိုးအောင်ခေါ်ဝါပေးပါမယ်ခင်ဗျာဆိုင်နေရာလေးကတော့ဘေးထောင်စီကြော်လေးမှာရှိပါတယ်ခင်ဗျာကျွန်တော်ကတော့လေးဘုတ်ခေါက်ဆွဲကိုဆံများနဲ့သွေးရည်ကြီးနဲ့မှစားကြည့်ခဲ့ပါတယ်ခင်ဗျာအသားပါတာလေးကလည်းများပြီးတော့ထက်ပေတဲ့ပိုရှင်ကလည်းလူတစ်ယောက်အတွက်တော့ဘိုက်ဝတဲ့အနေထားမှာရှိပါတယ်ခင်ဗျာအရသာကလည်းမပြစ်မကျဲနဲ့ဟင်းရဲ့အရသာကအနေတော်လေးတောင်းလို့ကောင်းပါတယ်ဒါပေမဲ့သူ့ရဲ့အရသာကတခုခုလိုနေသလိုမျိုးပဲအထီးကျန်နေသလိုဖြစ်တာကြောင့်သူ့ကို8 out of 10ပေးပါတယ်ခင်ဗျာပြီးတော့ဝတ်သားပေါင်းလေးလည်းမှစားကြည့်ခဲ့ပါတယ်အသားပေါင်းက ready made တွေကိုပေါင်းထားတာကြောင့်အရသာကထူးပြီးကောင်းနေရတော့မရှိဘူးချပေရဲ့ပဲခဲ့ပြရေးလေးကအရသာတွေကိုထိပေးသွားတာဖြစ်တာကြောင့်သူ့ကို7 out of 10ပေးပါတယ်ခင်ဗျာနောက်ထပ်ဝတ်သားဖတ်ထုတ်ကြော်လေးလည်းမှစားကြည့်ခဲ့ပါတယ်ဖတ်ထုတ်ကြော်လေးကအတွင်းသားအီလေးနဲ့အပြင်သားကျွတ်လေးနဲ့ crust ရဲ့အပြုံးတွေလိုချုံမိန်ပြီးတော့အရသာကကိုရှယ်ထွေးမိကွစ်ဖြစ်ပါတယ်ခင်ဗျာသူ့ကိုလည်း7 out of 10ပေးပါတယ်ခင်ဗျာဆိုင်နေရာလေးကအေးအေးဆေးဆေးနဲ့ကြဲကြဲဝန်းဝန်းရှိပြီးတော့တန်တန်ရှင်းရှင်းနဲ့ထိုင်လိုကောင်းတဲ့အနေအထားလေးတစ်ခုဖြစ်ပါတယ်ဆိုတော့ကွစ်တီယိုကိုထူးထူးခြားခြားလေးစားကြည့်နေတယ်ဆိုလို့ရှိရင်အမကွစ်တီယိုဆိုင်လေးကိုသွားစားကြည့်ဖို့ recommend ပေးပါတယ်ခင်ဗျာဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကို like and share လုပ်ပြီးတော့ကျွန်တော်ကိုအကူအညီပေးပါအောင်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးဆုံတွေ့ရအောင်လို့ကျွန်တော်ရဲ့ Facebook TikTok YouTube channel တို့ကို like and follow လုပ်ထားဖို့မမေ့နဲ့နော်တတား